ရှေးဟောင်းမြန်မာပြည်ရဲ့မြေပြန့်လွင်ပြင်ကျဲကြီးထဲမှာခိုင်ခန့်လာတဲ့မြို့ကားကြီးတွေနဲ့ဝန်းရံထားတဲ့ဗိတ်တနိုးဆိုတဲ့မြို့ပြနိုင်ငံကြီးတစ်ခုရှိခဲ့ပါတယ်။အဲ့ဒီမြို့တော်ကိုအုပ်ချုပ်သူကတော့ရဲရင့်မှုနဲ့ဉာဏ်ပညာပြည့်စုံတဲ့ပန်ထွာဘုရင်မပါပဲ။သူမဟာစစ်တပ်ကိုဥဆောင်နိုင်တယ်လို့တိုင်းပြည်ကိုလည်းအလွန်ချမ်းသာကြွယ်ဝအောင်အုပ်ချုပ်နိုင်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့တောက်ပလွန်းတဲ့ရတနာတစ်ခုဟာရန်သူတွေကိုဆွဲဆောင်တယ်လို့ပါပဲဗိတ်တနိုးရဲ့ကြွယ်ဝမှုဟာအိန္ဒိချင်းနိုင်ငံတွေရဲ့မျက်စိကျစရာဖြစ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာတောင်ဘက်ဒေသကနေအင်အားကြီးမားတဲ့တရေခေတ္တရာတပ်မတော်ကြီးကိုဦးဆောင်ပြီးမင်းသားတို့တပေါင်းချီတက်လာခဲ့ပါတယ်။သူဟာနိုင်ငံအားလုံးကိုတတိတနန်းနဲ့အောက်စုစည်းလိုတဲ့အိမ်မက်ကြီးရှိသူပါမကြခင်မှာပဲဗိတ်တနိုးမြို့တကားပြင်ပမှာစစ်တပ်နှစ်ဖက်မျက်နှာချင်းဆိုင်တွေ့ကြပါတော့တယ်။ညီးဟီတန်တွေနဲ့စစ်တိုင်းတွေထိခိုက်တန်တွေကတလောကလုံးကိုတုန်ခါသွားစေပါတယ်။ပန်ထွာဘရင်မဟာမြင့်မားတဲ့မြို့ရိုးပေါ်ကနေဗိတ်တနိုးကိုကာကွယ်ကြပါဒီမြေကငါတို့ရဲ့အိမ်ဖြစ်တယ်လို့တကြီးပြတ်သားစွာအမိန့်ပေးခဲ့ပါတယ်။နောက်တစ်နေ့နနက်မှာတော့တိုက်ပွဲဟာအစွမ်းကုန်ပြင်းထန်ခဲ့ပါတယ်။ဓာချင်းခတ်တန်မြင်းပြေးတန်တွေနဲ့အတူစစ်မြေပြင်ဟာသွေးရောင်လွှမ်းသွားခဲ့ပါတယ်။ပန်ထွာဘရင်မဟာသူမရဲ့စစ်သားတွေနဲ့အတူရှေ့တန်းကနေနောက်မဆုတ်တန်းခုခံခဲ့ပေမဲ့အင်အားချင်းမမျှတာကြောင့်နောက်ဆုံးမှာတော့ခိုင်ခန့်လာတဲ့မြို့တကားကြီးတွေဟာပွင့်ထွက်သွားခဲ့ရပါပြီ။စစ်ပွဲအပြီးဒုတက်ပေါင်ဟာအောင်နိုင်သူအဖြစ်နန်းတော်ထဲဝင်လာတဲ့အခါဘရင်မဟာတည်ငြိမ်စွာရက်ဆောင်နေပါတယ်။ဒုတက်ပေါင်ကသူမရဲ့ရဲရင့်မှုကိုလေးစားကြောင်းပြောပေမဲ့ပန်ထွာကတော့မင်းကြီးမြို့ကိုသိမ်းယူနိုင်ပေမဲ့လူတွေရဲ့နှလုံးသားကိုတော့မအောင်နိုင်ဘူးလို့ရဲရဲဝံ့ဝံ့တုံ့ပြန်ခဲ့ပါတယ်။ဗိတ်တနိုးမြို့တော်ပျက်စီးသွားပေမဲ့ပန်ထွာဘရင်မရဲ့အမိကတော့ရဲရင့်မှုရဲ့တင်ကေတအဖြစ်သမိုင်းမှာထာဝရကျန်ရစ်နေပါတော့တယ်။အာနာကိုသိမ်းယူနိုင်သူဟာခဏတာမင်းမှုနိုင်ပေမဲ့ပြည်သူနှလုံးသားကိုသိမ်းပိုက်နိုင်သူသာလျှင်သမိုင်းတစ်လျှောက်ထာဝရအောင်နိုင်သူဖြစ်ပါတော့တယ်။